ခေါ်ချင်ပါတယ်မင်္ဂလာပါဒီနေ့တချင်းတွေအများကြီးဆိုတော့မောနေပြီလားဟုတ်ကဲ့ပါကျွန်တော်တို့အခုပထမဦးဆုံးအချိန်အနေနဲ့ပေါ့နော်ဆင်းမျိုးတက်ခွင့်ပေးလိုက်တဲ့ Melody ကကျင်းပတဲ့ခန်းသားကြီးမှာလာပြီးတော့ကြည့်ရှု upgrade ပရိသတ်ကြီးကိုမြင်ရတဲ့နေနဲ့ကျွန်တော်အမောပြေပါတယ်ဒီနေ့အခုဗာတချင်းနဲ့တီဆိုဖြောရမှာလဲအခုတစ်ခေါက်တီဆိုဖြောပြမဲ့တချင်းလေးကကျွန်တော်ဘွားအတွက်လည်းအကြီးကျယ်ဆုံးမှတ်တရပါတော့ Melody ကတင်ပေးတဲ့လေကားတစ်လေးမှာလည်းကျွန်တော်ဖြိုးပြည့်စုံဆိုပြီးတော့နာမည်တက်ပေးလိုက်တဲ့တချင်းလေးပါကျွန်တော်ဆရာရင်ဖြစ်တဲ့တေးဆရာ KD ကိုရိုင်းရေးဆက်တီကုန်းနာပြီးတော့ Melody Final မှာကျွန်တော်ပထမဆူရရှိခဲ့တဲ့တိန်းထားတဲ့အချစ်ဆိုတဲ့တချင်းလေးပါကိုโอเคတချင်းကောင်းလေးပါနော်ဒီနေ့ဒါဆိုရင်အားပေးမယ်နော်ဟုတ်ကဲ့ပါစာကချွေရတဲ့ဘက်ကိုမသိပါတိတ်ဆိတ်နေတဲ့မေရီတို့ဦးကြမှာရင်ခုန်လာပြောက်ရှာကဒီတိုင်းပဲမြုံနိုင်ဆက်လို့တဲ့စိတ်ဆန်နေများခုချာမသိချင်မိတာကိုသိလားမင်းနဲ့ပျော်ရွှင်ခြင်းတွေခံစားရလားလူတဲ့နေမင်းချစ်တွေညံပေးနေတော့တကယ်ဆိုနောက်ကြတဲ့ဖြစ်မဖြစ်ချင်သူပါညံ့ညံ့သာသိထားတဲ့ချစ်ကိုပေးပါအတူလုံးများပြထားကြလားခံနိုင်တော့တဲ့နေတို့ခွင့်ပြောတာဤတွေကညံ့ညံ့ပေးမလားညံ့ညံ့သာသိထားတဲ့ချစ်ကိုပေးပါAnd I'm doing it out of my life. You're my face, see me the hour chita. She know me da, me ti do la. ချွေမိတာကိုသိလားမင်းနဲ့ပျော်ရွှင်ခြင်းတွေခံစားရလားလုံချင်နေမင်းချစ်တွေညံပေးနေတော့တကယ်ဆိုနောက်ကြတဲ့ဖြစ်မဖြစ်ချင်သူပါညံ့ညံ့သာသိထားတဲ့ချစ်ကိုပေးပါတူလုံးများပြစ်ထားချင်လား